ရဘူးဟုတ်တယ်သူများလိန်ရင်လိန်ကိုတော့မလိန်နဲ့ဟုတ်တယ်အနေရခက်တယ်ဘဝကတည်းငယ်ဖျားအသေးတက်မဲ့တချင်းကပြသိမေးတော့ထွင်လိုက်ပြန်ပါရှင်နာတွေကိုကျွေးတော့စီးပွဲတိလိုက်ပါတော့မယ်ရှင်နာတွေကိုကျွေးတော့စီးပွဲတိလိုက်ပါတော့ခါတော်တရားနဲ့အနာမထားလို့ကျွေးနာစင်ငွေရှင်နာကိုသာဆိုတာမလိုပါရှင်နာကိုသာဆိုတာမလိုရပါရှင်နာကိုသာဆိုတာမလိုပါရှင်နာကိုသာဆိုတာမလိုရစိတ်ပေးတာငါတိလိုက်ပါတော့ဆရာတီးလို့တဲဆရာသေးချာနားတော့ဒီလေချောင်းကြောတွေကိုထောင်းနေအောင်မှုရတာနေမျိုးမလားကျော်သူရွာသားကြီးစိတ်မလားဒီပတ်ဖျားလေးတွေကိုလိုက်ပြီးတီးသွားတယ်တီးပြီးသိကောင်းလားဟုတ်ကဲ့ရှင်တီးလုံးနာမည်ကရင်တော်မူတဲ့ကိုလက်ဟာရဲ့စိတ်တော်ကြီးကိုလေချစ်ကြတာလည်းမပြောလဲကျွန်တော်ကအကြံဖန်လုပ်ရတဲ့ကိစ္စမျိုးဆိုကျွန်တော်ဘာမှမလုပ်ချင်ကျွန်တော်ဒီတဘာဝသိပြန်လို့ကျွန်တော်နဲ့ဒီအကိုစမ်းနဲ့ပေါ့ဗီဒီယိုဆရာနဲ့တိုင်ပင်ပြီးတော့အကိုကြောင့်နေနားတော်မှာဆိုတော့ကျွန်တော်တို့ဥပေါက်စဥကြောင့်နေနာမည်ကြီးလူရှင်တော်နှစ်ယောက်ရှိတာကိုဗန်ဒလေးမှာနာမည်အကြီးဆုံးမြန်မာနိုင်ငံမှာလည်းနိုင်ငံအကျော်ဆုံးဥပေါက်စကြီးနားသွားတယ်တပ်ပိုင်းမှတ်တိုင်မကြားခဲ့ဘူးဥပေါက်စကြီးကျွန်တော်တို့ကြည့်တယ်မှလည်းဆိုလို့ကြည့်လို့မရဟောဒီဥကြောင့်နေရလဲနားတော့မှာဆိုတော့ဟောဒီဥကြောင့်နေတော့မှတ်တမ်းကြအောင်ဆိုပြီးတော့ဗီဒီယိုဆရာကိုစမ်းနဲ့တိုင်ပင်ပြီးတော့မှတ်တမ်းရိုက်လိုက်တာအဲ့ဒီကိုရပေါက်လိုက်တာကဘာကိုကြော်သွားတာဘာလို့လဲအဲ့ဒီမှာမှတ်သားစရာတွေကျွန်တော်တီးတာပါတယ်အကိုကြောင့်ဒီပြောခဲ့တဲ့စကားဟုတ်လားအကိုကြောင့်ဒီတရုပ်ဆောင်ခဲ့တဲ့ပြရုပ်တွေအကိုလုံးမြင်ရကျွန်တော်တီးခဲ့တဲ့နွားမြစ်ဓာစားနွားသားမစားဘူးကျွန်တော်ပြောခဲ့တယ်တီးခဲ့တယ်ကျွန်တော်ကုသိုလ်ရတယ်မြင်းညာအရှိဘက်ကနတ်ထားဆိုရရွာတရွာလုံးအမဲသားပြတ်သွားတယ်ကျွန်တော်သိကုသိုလ်ရဟုတ်တယ်နော်ဟုတ်ကဲ့နောက်တော့ကျွန်တော်တီးခဲ့တဲ့တရားထဲမှာငါနှုတ်ဟုတ်တယ်နော်ဒုတိယကွေတဲ့ကြတော့ငါဥသွားတော့အခါသာသမီနဲ့မိဘချစ်ချင်းပြတာတတိယကွေတဲ့လူတွေလူစိတ်ပြောင်းမှဆိုးတို့စိတ်ပြောင်းမှဆိုးအခုဒီတစ်ကျွန်တော်ကြံစထားတာတင်သိငါသိအားလုံးသိကောင်းလာပဲတမျိုးစီပေါ့အဲ့ဒါလူတွေရဲ့အုံနောက်ကိုအစ်စ်တပံအမြဲတမ်းစမ်းသင့်နေအောင်လုပ်ရတယ်မှန်ပါဟာတော်ကြနေတာဘယ်ဟုတ်ပါလဲ
ဟုတ်လားလူဆိုသည်အုတ်နောက်အမြဲတမ်းအသုံးချနေရမယ် ဒါမှသိ တေသွားမှလျှော်ရတယ်တဲ့ဘူကျုပ်စကားဘူကျုပ်စကားဇွဲဆိုတာတေသွားမှလျှော်ရတယ်တဲ့ဟုတ်တယ်နော် မှန်ပါဗျာအဲ့ဒီတတိကိုပိုက်ဆိုင်နေတဲ့စိတ်ကူဝါဒီလိုတင်စားဗျာ ဟောတယ်လို့တီးခဲ့တယ်စိန်တူဝါရွှေဆိုင်တိတ်လိုက်ရပါကြောင်းသမင်းစာပြီ